ကိုရီးယားအနုပညာရှင်တွေလိုတန်လွင်စီတောက်ပြီးအလားပြည့်နေဆိုတဲ့ချူလေးပရိသတ်တွေရဲ့တဲကြောမင်းသမီးချောလေးချူလေးကသူမရဲ့တိုင်းလက်ပတ်ချင်းလူဝဲချက်နဲ့ပတ်သက်ပြီးအခုလိုပြောပြလာပါတယ်ကိုရီးယားနဲ့ပြည်တွင်းကလူတော်များများဝိတ်ချဖို့တန်လွင်စီတောက်ကြတာသတိထားမိတယ်ဒါပေမဲ့တန်စေးလွန်ပြီးဆိုသလိုပဲကိုကတော့ဇွန်းနဲ့မဟုတ်ပဲခွက်နဲ့ပါမော့တောက်နေမိလို့ပါတန်လွင်စီမှာဗီတာမင် E နဲ့အန်တီအောက်ဆီဒန့်တွေကျွဲဝါလို့အသားရည်ကိုအတွင်းပိုင်းကနေဆိုပြဝင်ပါစေတာမှန်ပါပဲဒါပေမဲ့ချူလေးပြောသလိုအလွန်ကျွံတောက်ရင်တော့ဗိရက်ဆိုကျရှိနိုင်တယ်လို့တနေ့ကိုစပွဲရင်းစွန်းတစ်စွန်းထပ်ပုံမတောက်သင့်ဘူးနော်အသားရည်ဂလိုချင်းလို့တန်လွင်စီတောက်ပါရဆိုတဲ့ချူလေးကကောလာဂျင်တွေပါရနဲ့တိတ်မတဲတော့တန်လွင်စီတောက်ဖြစ်ခဲ့တာဖြစ်ပြီးလူတော်များများလည်းတောက်ကြပေမဲ့လိုင်းမမတင်ကြတဲ့အတွက်ချူလေးကတော့တကြည့်မဲ့ဆိုပြီးတင်လိုက်တာပါပဲရဇက်ကတော့တကယ်အသားကြည့်လာပြီးဂလိုးလာပါရင်နော်မလိုက်ဖက်ပဲချစ်သူပရိုဂျူဆာတထေးအရှိန်ဝါနဲ့လက်ညှိုးထိုးရဲ့ပတ်ဝေသီးမှာဝင်ရောက်သရုပ်ဆောင်နေလို့လူပြောများနေတဲ့နော်ဖော်ရဲထားအနုပညာလောကမှာနေမကပဲနဲ့စာပေပရိသတ်တွေကြားထဲမှာပါအတော်လေးအငြင်းပွားဖွယ်ဖြစ်နေတဲ့ကိစ္စကတော့လက်ညှိုးထိုးရဲ့ပတ်ဝေသီးရုပ်ရှင်စကားကြီးနဲ့ခေါင်းဆောင်မင်းသမီးရွေးချယ်မှုအကြောင်းပါနာမည်ကြီးစာအုပ်တအုပ်ကိုရုပ်ရှင်ဖြစ်နေပြလိုက်အသက်သွင်းတဲ့နေရာမှာပရိသတ်တွေရဲ့မျှော်လင့်ချက်နဲ့လွဲချော်မှုကတော့တော်တော်လေးကိုမှပြင်းပြင်းထန်ထန်ဝေဖန်ခြင်းခံခဲ့ရတာပါစာရေးဆရာကြီးတူတိုးဆောင်ဆိုတာကတော့လူငယ်စာဖတ်သူပရိသတ်တွေကြားထဲမှာအင်မတန်ကိုမှနာမည်ကြီးပြီးတော့လူကြိုက်များတဲ့စာရေးဆရာတစ်ယောက်ဖြစ်သလိုသူ့ရဲ့လက်ညှိုးထိုး၍ပန်းဝေသည်ဆိုတဲ့ဝိတုကလည်းသူ့ရဲ့အကောင်းဆုံးလက်ရာတစ်ခုဖြစ်နေတင်စားခြင်းခံခဲ့ရသူပါအခုတစ်ခါမှာတော့နာမည်ကျော်ဝိတုကိုရုပ်ရှင်ဖြစ်နေပြလက်ရက်ကူးတဲ့အခါမှာခေါင်းဆောင်မင်းသမီးနေရာမှာနော်ဖောရထားကိုရွေးချယ်လိုက်ခြင်းကပရိသတ်တွေအတွက်လုံးဝကိုမှသဘောမတူနိုင်စရာဖြစ်လာခဲ့ပါတယ်အထူးသဖြင့်ဆရာတိုးဆောင်ရဲ့စာဖတ်ပရိသတ်တွေကတော့ဒီရွေးချယ်မှုပေါ်မှာပြင်းပြင်းထန်ထန်ဝေဖန်ခဲ့ကြပြီးတော့မင်းသမီးကိုအများဆုံးပြောင်းလဲဖို့အတွက်တောင်းဆိုခဲ့ကြပါတယ်ဝေဖန်မှုတွေရဲ့အဓိကအချက်ကိုကြည့်လိုက်မယ်ဆိုရင်အဓိကစက်ကောင်နဲ့မလိုက်ဖက်ခြင်းမှာနော်ဖောရထားကတော့ရုပ်ရည်ဘလောက်ပဲချောမပါစေဒီဇက်လန်ရဲ့အဓိကစက်ကောင်ရရှိမဲ့နေရာမျိုးနဲ့လုံးဝကိုမလက်ဖိုက်ဘူးလို့ပရိသတ်တွေကယူဆလို့နေကြကြတာပါပါတယ်မြန်မာစတာအစိုးရပြပွဲကြီးစတင်ချိန်ကနေလူတော်တော်များများရဲ့ဝေဖန်ခြင်းကိုခံခဲ့ရတာပါအထူးသဖြင့်ဖက်ရှင်တိုင်းလုံနေတဲ့ဇင်အောင်ကခွင်းတို့ဖက်နဲ့တချင်းလာဆိုလို့ပြောခန့်လိုက်ရတဲ့လင်းပြေဟိန်မူလဲသွားပြီးပွဲဖြစ်သွားတဲ့တယောက်ဒါပြင်မှာတော့တိုင်းတွေကိုဂယုမဆိုင်ပဲဖုတ်တီးတယ်ဆိုပြီးအမတ်နေတဲ့သူတွေကိုဆွဲတင်နာမျိုးနဲ့ဗယံမနာတွေဖြစ်နေကြတာပါပြိုင်ပွဲဝင်ရဲ့အရေးချင်းကိုလုံးဝဂယုမဆိုင်ပဲမသက်ဆိုင်တာတွေကိုသာဦးစားပေးနေတော့ငွေများငွေနိုင်ဖြစ်ကစီးပွားရေးဆန်လွန်နေတာကြောင့်ဝေဖန်မှုအများအပြားနဲ့ကရက်စရာပြိုင်ပွဲတစ်ခုဖြစ်လာခဲ့ပါတယ်မြန်မာစတာပြိုင်ပွဲရဲ့ Grand Final ပွဲကိုတက်ရောက်ခဲ့သူ၄ဦးမှလည်းဒိုင်းတွေရဲ့အမှတ်အများဆုံးပေးခဲ့သူဖြစ်ပြီးတော့ပရိသတ်တွေကလည်းအားပေးကြတဲ့ပြိုင်ပွဲဝင်တွေပဲဖြစ်လာခဲ့ပါတယ်